အခုပြောပြမယ့်နီလန်းလေးကတော့ငယ်ဘဝတုန်းကအရန်ကြိုက်ခဲ့ရတဲ့Nintendo game လေးတွေကိုဖုန်းနဲ့ဆော်ရနီပြောပြပေးမှဖြစ်ပါတယ်နော်။ကဲလုံးဝမဲ့လုပ်ငန်းစဉ်လေးကတော့ပထမဆုံးအင်တာနက်ကိုဖွင့်လိုက်ပါ။အင်တာနက်ဖွင့်ပြီးပြီဆိုရင် VPN လေးကိုချိန်လိုက်ပါ။ VPN ကိုချိန်ရတဲ့သဘောတရားကတော့ဘာဖြစ်လဲဆိုရင်ဒီ game လေးကို download မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်နော်။ game လေးကို download မှာဖြစ်တဲ့အတွက် VPN ချိန်ဖို့ကမဖြစ်မနေလိုအပ်ပါတယ်။ဟုတ်ပြီ VPN ချိန်ပြီ VPN ချိန်တာလေးခဏစောင့်အောင်ပါမယ်။ VPN ချိန်လို့ရပြီဆိုမှသူကအခုဟာ down လို့ရမှာပေါ့နော်။ဟုတ်ပြီ VPN ချိန်ပြီးသွားပြီဆိုတော့ဘယ်အောင် down ရမလဲဆိုရင် Hori game ပုံစံလေးဖြစ်ပါတယ်နော်။ဒီတရုတ်စာလေးနဲ့ game လေးဖြစ်ပါတယ်။ဒီ game လေးပါဒီတရုတ်စာရင်းနဲ့ game လေးဖြစ်ပါရနော်။အဲဒီ game လေးကိုအခုကျွန်တော်ပြထားတဲ့ဗီဒီယိုကနေပြီးတော့ screenshot ရိုက်လိုက်ပါ။ရိုက်လိုက်ပြီဆိုရင်ဒီမှာဒီလိုပုံလေးပေါ့နော် screenshot ရိုက်ပြီးသွားရင်အဲ့ဒါကိုဘာမှသွားရှာမလဲဆိုတော့ Google Lens မှာသွားရှာပါမယ်။ဟောဒီ Google Lens လေးကိုနှိပ်လိုက်ပါ။ဖုန်းထဲမှာမရှိဘူးဆိုလဲ Google Lens application လေးကို down လိုက်ပါနော်။ဒီဟာလေးပါ။ဒီဟာလေးပါ။ဒါလေးကို down ရမယ်။တောင်းပြီးပြီဆိုရင်ရပြီဆိုရင် Google Lens လေးတွေကိုနှိပ်ပြီးရင်ခုနဒီတရုတ်စာရင်းနဲ့ application ပုံလေးကိုနှိပ်လိုက်ရင်ရှာပြီးရှာလို့တွေ့သွားပြီဒီမှာပေါ်လာပြီနော်ပေါ်လာဆိုဘယ်နေရာကနေတောင်းရမလဲဆိုတော့စိတ်အချဆုံးကတော့ကျွန်တော်တို့ Play Store က down application တွေဆိုစိတ်ချရတယ်ဗျာဘာမှမပါဘူးပေါ့အဲ့လိုပဲ APK Viewer ဆိုတဲ့ application ကလည်းဘာမှမပါဘူးစိတ်ချတဲ့အထက်ကိုပါတယ်ပေါ့နော်APK Viewer ကိုရွေးလိုက်ပါ။နောက်မှ APK Viewer ဆိုတာစာအစိမ်းလေးပေါ်တယ်နော်။အဲဒီရွေးပြီးရင်ဟောဒီမှာ visit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်သူ့ထဲကိုရောက်ပြီ။ဒီလိုရောက်ဖို့အတွက်ကိုပြန်ခံထားရတာဖြစ်ပါတယ်နော်။ပြီးရင်ဟောဒီမှာ download APK ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ဒီ application လေးရပြီပေါ့နော်။အဲဒီတရုတ်စာ application လေးရပြီ။ရပြီဆိုရင်ဒီမှာဒီဟာလေးပေါ့နော်။ဒီဟာလေးကိုကဲကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင် VPN တွေပြန်ဖြုတ်ပါမယ် VPN တွေအကုန်ပြန်ဖြုတ်လိုက်ပါဖြုတ်ပြီးသွားရင်ဟောဒီNintendo Game Software Emulator application ကိုဝင်ပြီးသွားပြီဆိုရင် update down နေတယ် update မတင်သေးဘူးကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဟောဒီမှာဒီfile ဆိုတဲ့ဓာတ်ပုံစံဟာလေးကိုနှိပ်လိုက်ပါတော့နှိပ်ပြီးရင်အပေါ်မှာ set game ဆိုတာလေးပါပါတယ်set game ဆိုတဲ့ server လေးတွေကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်အခုဆော့မှာက Super Mario World Super Mario World ဆိုတာလေးကိုရိုက်မယ် Super Mario Worldမနော်ကျွန်တော်တို့ဒီ Super Mario World ဆိုဟာလေးကိုဆော့မှာဆိုရိုက်ရှာလိုက်တယ်မှတွေ့ပါပြီမီးဆော့ကျင်တဲ့ game လေးကိုဘေးနာ gas ဆိုတဲ့ဟာလေးကိုနှိပ်ပြီး down အောင်ပါမယ် gas ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ဒီမှာ download ဆိုတာလေးပေါ်လာပါ download ကိုထပ်နှိပ်ပါနှိပ်လိုက်ရင် down သွားပြီပေါ့နော်သူက game file လေးတွေကဘယ်လောက်မှမရှိဘူးနည်းနည်းလေးရနော်ဒီမှာ348.2K ပဲရှိတယ် game file လေးရနည်းနည်းလေး game file size အလောက်မယူပေါ့နော်ကဲမှာ game စဆော့မှန်ဆိုရင်ဟောဒီ setup ဆိုတာလေးကိုဒီရနှိပ်လိုက်ပါကြားရနှိပ်လိုက်ရင်ဒီမှာ single ဆိုတာလေးပေါ်လာပြီနော်အဲ single ဆိုတာလေးကိုထပ်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင် game လေးကိုရောက်သွားပါပြီNintendo game လေးကိုရောက်ပါနော်အဲဒီနမူနာဆော့ပြပါမယ်အဲဒီမှာဘေးနားမှာနော် Bတို့ A တို့ Y တို့ H တို့ပါပါတယ်ဒီမှာ emulator လေးပါပါတယ် AR အပေါ်မှာပါပါတယ်နော်ဟုတ်ပြီကျွန်တော်ဒီမှာ setup ဆော့ပေးနေမှာစာလိုက် A နဲ့ဆော့မယ်ဒီမှာထပ်နှိပ်လိုက်ပြီး1 player ကျွန်တော်အခုတရားဆော့မှာဆို1 player ပေါ့နော်1 player ဆော့မယ်ဒီမှာငယ်တော့အရင်ကြိုက်ခဲ့ရတယ် Super Mario game လေးကိုဖုန်းနဲ့လောလောကူကူဆော့လို့ရပါပြီနော်ဒီမှာကျွန်တော်ပထမဆုံးအခန်းလေးဆော့ပြမယ်နော်ငယ်တော့ဒီ game တွေကပြီးတော့ game set နဲ့
ဆော့ခဲ့ရတဲ့ဂိမ်းတွေဖြစ်ပါတယ်အခုချိန်မှာတော့လောလောကူကူဖုန်းနဲ့ဆော့လို့ရပါတယ်ခင်ဗျာဒီဂိမ်းလေးကတော့ငယ်ဘွားအရန်ကြိုက်ခဲ့ရတဲ့စူပါမာရီယိုဝေါ်ဆိုတဲ့ဂိမ်းလေးဖြစ်ပါတယ်လာလီပေါ်လာပြီတက်စီလာမယ်ညီထွက်ပြီးတော့အကြည့်နေနေအောင်သိပြီကဲဒါဆိုရင်တော့နမနာဆိုပြရလေးတော့ပေါ့ပြီဖြစ်ပါတယ်အဲ့တော့ပြန်ထွက်မယ်နော်ပြန်ထွက်မှဆိုရင်ဖုန်းကီးနဲ့ပြန်ထွက်လိုက်ပါဒီမှာကွတ်ဆွာလေးကိုနှိပ်လိုက်ပြန်ထွက်ပြီကဲအမှမိမိဆော့ချင်တဲ့ဂိမ်းတွေကိုဘယ်လိုရှာမလဲဆိုရင်ဒီ YouTube ကိုသွားလိုက်ပါအင်တာနက်ဖွင့်ထားပါအင်တာနက်ဖွင့်ပြီး YouTube ကိုသွားလိုက်ပါ YouTube ကိုသွားပြီးတော့အပေါ်မှာ Nintendo game လို့ရိုက်လိုက်ပါ Nintendo game ဆိုပြီးရိုက်လိုက်ပါ Nintendo game များဆိုရိုက်လိုက်ပါနော်ရိုက်လိုက်ရင်ဒီမှာဝင်ကြည့်လိုက်ပါကြည့်လိုက်ဒီအောက်မှာ caption လေးထိုးနော်အဲ့ဒါ game ရဲ့နာမည်ပါဒါ Nintendo Switch ဒီ Nintendo Switch မဟုတ်ဘူး Nintendo ရိုးရိုး game လေးတွေဒီမှာဒါ Nintendo game လေးပေါ့နော်ဒီမှာဝင်ကြည့်လိုက်ပါကြည့်လိုက်ရင်ဒီက game နာမည်လေးထိုးပါတယ်ဒီမှာဆို Ninja Guardian ပေါ့နော်ဘေးနား game နာမည်လေးကိုမှတ်ထားပါမယ်ဒါဆိုရင် Super C ပေါ့နော်game နာမည်လေးကိုမှတ်ထားဒီမှာ Super C ကိုကျွန်တော်ရှာပြမယ်Super C ဒီမှာဆိုရင် Super C လို့ရှာမယ်SUPER Super C Super C လို့ဒီမှာရိုက်ရှာလိုက်ပြီဆိုရင်ကဲခုန Super C ပြရတာဒီမှာ Super Control တက်လာပြီနော် Super Control တက်လာပြီဒီ game လေးကိုဘေးနားကနေပြီးတော့ gas ဆိုတာလေးကိုနှိပ်ပြီး down လိုက်ရင်ရပါပြီအဲဆိုဆက်ဆော်လို့ရပြီပေါ့နော်ခုနကကျွန်တော်ပြတဲ့နည်းလေးအတိုင်းပဲအဲ့တော့ဒီကောင်လေးတွေက internet မလိုဘူးเนาะ internet မလိုပဲဆော်လို့ရတယ်ကျွန်တော်စမ်းပြမယ်ဒီမှာ internet ပိတ်လိုက်ပြီ internet ပိတ်လိုက်ပြီဆိုတော့ခုနကဘယ်ကိုပြန်သွားမလဲဒီဟောက် play ဆိုတဲ့နေရာလေးကိုသွားပါ play ဆိုတဲ့နေရာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်ဟောက်မှာဒီ play ဆိုတာလေးကိုနှိပ်လိုက်ရပါပြီဝင်ပြီးဆော်လို့ရတယ်သူ internet မလိုဘူးเนาะ internet မလိုဘဲနဲ့ဖုန်းနဲ့ဆော်လို့ရပါတယ်ဒီလောက်ဆိုရင်တော့ပေါက်ကြမှာမသိဘူးเนาะရန်လို့ဆိုရှင်ပါတယ်မကက်ခွဲပါဘူးအဲဒီမှာကျွန်တော် Mario game လေးကိုဆော်ပြပါမယ်เนาะကြာလေးဆော်ပြပါမယ်တခါအောင်ဆော်ပြလိုက်မှာပေါ့เนาะဒီမှာ game အရှိလေး internet မလိုဘူးเนาะဒီမှာ internet ဖွင့်လာတာမရှိဘူးเนาะinternet ဖွင့်လာတာမရှိပါဘူးအဲ့တော့ internet မလိုဘူးဆိုဗျာဒီ game တွေကိုဆော့မယ်ဆိုရင်ဖုန်းအားနဲ့ဆိုရင်တနေုံ easy ဆော့လို့ရတယ်ဗျာတနေုံလေးပါတော့မိမိဖုန်းအားများရင်များ battery ကောင်းရင်ကောင်းတယ်လို့ပေါ့နော်ကျွန်တော်ဖုန်းဆိုရင် battery 9000ပါတယ်တနေုံဆော့လို့ရနော်မိမိတို့ငယ်ဘဝရန်ကြိုက်ခဲ့ရတဲ့ game လေးတွေကိုကြီးမှပြန်ဆော့ရတာလည်း free တဲ့တစ်မျိုးပေါ့ဗျာဆော်ပြပါမယ်저를 공짜 괜히 한번 쏘라 자위서 레디야 이나 한번 둬도
ကဲဒါဆိုတခန်းအောင်သွားနော်Hey, Lord. Kind of cut the whole one. Samuelson. Zagaman Biono, the man who are killing like Luna. Okay, that's what the car out was,
这所以过那西亚看的也不累个，挖中的也不是，不累呢，挖中的面就是看。哪里吃的？哪里吃酒呢？这哪里不可的？哪里的吃过酒呢？这不可的，酒嘞挖中的俺们看嘛，一些不得已，那就可能就那挖中人多路来的，老人家那看的。看我们去路沿那里，阿里嘛，还跑的啥么？啊，班里也都是说皮路也都是。ဒီကနေ့နဲ့ခတ်တဲ့ထုတ်ပါတယ်။ကြောင်ရှာလေးတွေ့ပြီ။အေးကျိုးဒီကမြင်းပါတော့တကောင်လေးစားပလိုက်ရလို့မြင်းမပါလို့တန်ကြဒီကိန်းလေးကလည်းNintendo ကိန်းဆိုပေမဲ့လည်းဟိုရှားပူရတယ်လောက်ွက်ကျေပဲအရန်စောက်ကောင်းတဲ့ကိန်းထဲမှာပါတယ်နော်ဒါတော့ဟိုမစော်ဘူးသေးတဲ့လူတွေအတွက် review ညွှန်ပေးတာဖြစ်ပါတယ်ငယ်ဘဝစော်ဘူးတဲ့လူတွေကတော့သိတယ်ပေါ့နော်အခုမှဆော့ဆော့မြန်လူတွေအတွက် review လေးပြန်ပြောပေးတာဖြစ်ပါတယ်နော်အရန်စောက်ကောင်းပါတယ်လုံးလာပြမီကျော်ဆူလုံးငါနဲ့မတည့်တဲ့တူအောင်ငါနေကြမှာကွာအောင်ငါနေကြမှာငါနဲ့တော့တူတာပါမဆိုလွတ်ပါဘူးခဏဒီအဝါလေးတွေကိုလှုပ်ထားမှဆိုတော့မှုရပါနော်ကောင်းကြောက်တွေပါလေမှာဆိုရင်လည်းနင်းတဲ့ဟာဖြစ်တယ်ဒီခါဒီချာလေးစောကြည့်လိုက်မယ်နော်လွယ်ပါတယ်ဒီကနေ့လွယ်ပါတယ်ဆိုတော့ဆူလုံးကြီးငါနဲ့တွေ့အောင်ဆူ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 လုံးနဲ့တွေ့ကဲလာဆိုပြပြီးဆိုအားလုံးလည်းနည်းကရင်တော့ဘာဝလေးနားလဲဆိုရထင်ပါတယ်ဟုတ်ကဲ့အခုလိုပြသပြီးတော့ကျေးဇူးတင်နေဆိုကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ